Hello မင်္ဂလာပါကိုမျိုးခီးသွား page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ပြင်သစ်နိုင်ငံရဲ့တစ်မျိုးဖြစ်တဲ့ Avignon ဆိုတဲ့မြို့မှာကျွန်တော်ရောက်နေပါတယ်ဒါကတော့ကျွန်တော်ဒီရာသီမှာเนาะအလုပ်လုပ်ခွင့်ရတဲ့ဒါတင်မောဖြစ်ပါတယ်ဆိုတော့ကျွန်တော်တင်မောကနေထွက်ပြီးရတယ်เนาะတစ်ခါမှမရောက်ဘူးသေးတဲ့ဒါမြို့လေးဖြစ်တဲ့အတွက်เนาะကျွန်တော်ချက်ပြီးတော့လဲမှာပါဘယ်မှာဆိုလို့ရှိရင်မြင်းတွေဒီချောင်းတွေကြားတွေတော့ဒါဆက်ကသမားတွေသူတို့ကွင်းလျက်စီကိုမရောက်သေးတဲ့အတွက်ဒါခဏနားနေကြတယ်လို့ထင်ပါတယ်လို့ဆိုတော့ဈေးတန်းထဲမှာဒါအမှတ်တရပစ္စည်းတွေရောင်းတဲ့ဈေးတန်းထဲမှာဒါဟိုကြည့်ဒီကြည့်ပေါ့ဗျာဆိုတော့အဲ့ဒါလေးတွေနေပါရှောက်ကြည့်နေတယ်ဆိုတော့ဆိုတော့ဒီမြို့ရဲ့အဆောက်အဦတော်တော်များများကကျွန်တော်တို့ဘာနဲ့သွားဆင်လဲဆိုတော့ဟိုအရှိအလယ်ပိုင်းမှာအာရတ်တင်နေတဲ့အိမ်တွေနဲ့အယောင်နဲ့ပေါ့နော်အဲ့အယောင်တွေနဲ့သွားဆင်ပါတယ်ဒီနေ့ကကျွန်တော်ဝင်ပေါက်ကနေဝင်လို့ရှိရင်နော်ယူရို30ဆိုတော့ဒါကသူတို့ရဲ့နန်းတော်လို့ပြောပါတယ်ဒီကို Avignon ရောက်လို့ရှိရင်ဒီနေရာလေးကိုလဲလာဖို့အတွက်ကျွန်တော်လမ်းညွှန်လိုက်ပါတယ်Shining